Every night can do dance, Taja, Higaba, Joe Mueroye. John Pew can get out on his way. Will you buy the mark? So we came. Saneso, talk and the Yadwe go home. Race in Lazuri, Pew Cap, ye. Loga, the Dosachia. She and where my doing, she be solely. Poesia, Kaba, do you, so that do ye now, so ye robo. Kaba, do one, no, go run, chow, the wood, and we out, so when Bagada, Yaba. So when she says she Bagada, Gagani, you shall have your body. ဒီနေ့ကလာဟာနိုင်ငံရေးအတွေ့အဝေဆုံးချုပ်ထွေးဆုံးကာလတစ်ခုဖြစ်တယ်။ဒီချုပ်ထွေးမှုကအမျိုးသားပြန်လည်တည်မြဲရေးရင်းနှီးစေရေးလမ်းစဉ်မှာကနေထွက်ပေါ်လာတဲ့နောက်ဆက်တွဲလေးဖြစ်တယ်။အမျိုးသားပြန်လည်တည်မြဲရေးဆိုတာရန်သူကိုမိတ်ဆွေလိုဆက်ဆံရမယ်မူလို့စစ်တိုင်းသမားတွေကယူဆကြတယ်။သူတို့ကရန်သူကိုမိတ်ဆွေပြုတဲ့အတွက်မိတ်ဆွေတွေနဲ့ရန်သူဖြစ်ကုန်တယ်။အချိန်ကဒီမိုကရေစီမိတ်ဆွေအောင်တွေကိုစစ်တိုင်းသမားတွေကရန်သူတစ်ဖွဲဒီနေ့ထုံးနဲ့တိုက်ခိုက်နေကြတယ်။ ဒါဟာနယ်ပယ်အားလုံးမှာဖြစ်ပွားနေတဲ့အတွေ့အခေါ်ချုပ်ထွေးမှုရဲ့အရင်းမြစ်ပဲစစ်တပ်ရေးသမားတွေကရန်သူနဲ့တင့်မြတ်ရေးဟာအရာအလုံးထက်အရေးကြီးတဲ့အရာလို့ယူဆကြတယ်ရန်သူကိုရန်သူလို့သဘောထားရင်တော့စစ်တပ်ရေးသမားတွေကသူတို့ဒီကျုပ်ရဲ့လုပ်ငန်းစဉ်ကိုနောက်ဆက်ပစည်းသူတွေလို့ထင်မြင်တတ်ကြတယ်ဒီအတွေ့အခေါ်မျိုးကြောင့်လဲဘုခင်ညွန့်ကိုထိုင်ကြရတဲ့အဖြစ်မျိုးရောက်ခဲ့ကြတယ်ရန်သူနဲ့တင့်မြတ်ဖို့ကသူတို့ဟာအာဏာမှာတော့အရာအလုံးကိုစွန့်လွတ်လျှော်ပေးဖို့အသင့်ရှိနေတယ်ဒီမိုကရေစီလူ့အခွင့်အရေးနဲ့လူသမားလက်သမားအသင်းရသားပြည်သူတွေရဲ့အကျိုးစီးပွားတွေကိုတော့မှစွန့်လွတ်ဖို့အသင့်ရှိနေကြတယ်စွန့်လွတ်ပြခဲ့ပြီးကြပြီပြီးခဲ့တဲ့9နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ရိုဟင်ဂျာရေးရခိုင်ပြည်တွင်းစစ်အရေးလူသမားလက်သမားတိုင်းရင်းသားအရေးတွေကိုပြန်သုံးသပ်ကြည့်ကြပါစစ်တိုင်းသမားတွေရဲ့ဒီအတွေ့အခေါ်ချုပ်ထွေးမှုဟာတနိုင်ငံလုံးကလူဒန်းသားအသီးသီးစီကိုလက်တွေ့နိုင်ငံရေးချုပ်ထွေးမှုအဖြစ်ပြန့်နှံ့သွားပါတယ်ဒီချုပ်ကိုရှင်းဖို့အတွက်ဘယ်သူတွေဟာတော်လှန်ရေးရဲ့ရန်သူတွေလဲဘယ်သူဟာတော်လှန်ရေးရဲ့အဓိကအင်အားစုတွေလဲဘယ်သူတွေဟာတော်လှန်ရေးရဲ့မိတ်ဆွေတွေလဲဘယ်သူတွေဟာတော်လှန်ရေးမှာကြားနေကြသူတွေလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့လိုတယ်ဒီချက်ကိုရှင်းရှင်းလင်းလင်းမသိတဲ့သူကနိုင်ငံရေးမှာဘာကိုမှရည်ရည်ရလှုပ်ဆောင်အောင်မြင်နိုင်မှာမဟုတ်ဘူးဘိုင်းကာကြီးဒီမိုကရေစီတော်လှန်ရေးရဲ့ပုံရန်သူကာကြီးတစ်လူဒန်းသားရန်သူဒီမိုကရေစီတော်လှန်ရေးရဲ့ပုံရန်သူဟာစစ်ဘီရိုရဲ့အရင်ရှင်လူဒန်းသားဖြစ်တယ်လူပုဂ္ဂိုလ်ယောက်ျားတစ်ယောက်ချင်းကသာရန်သူမဟုတ်ဘူးလူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ကသာရန်သူမဟုတ်ဘူးဒီလူဒန်းသားတွေအလုံးကရန်သူဖြစ်တယ်ဒီချက်ကိုရှင်းရှင်းလင်းလင်းမသိမြင်တဲ့သူတွေကဘုံနေဝင်းသိရင်တိုင်းပြည်ကောင်းသွားလိမ့်မယ်လို့ထင်ခဲ့ဘူးတယ်နောက်တော့ဗိုလ်တန်းချွေသိရင်တိုင်းပြည်ကောင်းသွားလိမ့်မယ်လို့ထင်ကြပြန်တယ်အချိန်ထဲမှာပဲဗိုလ်တန်းချွေကိုနားလေသဘောပေါက်အောင်ပြောနိုင်ရင်တိုင်းပြည်ကောင်းလိမ့်မယ်လို့ပြောနေကြတယ်အခုဆိုရင်ခြေကံဥပဒေသာပြင်ဝင်ပေးရင်ဘုံမြောက်လာသမရဖြစ်လာလိမ့်မယ်လို့တော့မီဒီယာပေါ်တက်ပြီးအခါတော်ပေးတဲ့သူပေါ်လာတယ်ဒါဟာတိုင်းပြည်နဲ့ပြည်သူလူထုပေါ်စစ်ဘီရိုရဲ့အရင်ရှင်လူတန်းသားတရားလုံးရဲ့ဒုက္ခပေးရန်ပြုနေတဲ့လက္ခဏာကိုမမြင်နိုင်တဲ့အတွက်စိတ်ကူးယဉ်ချက်အမျိုးမျိုးပေါ်ထွက်လာတာပဲစစ်ဘီရိုရဲ့အရင်ရှင်လူတန်းသားဆိုတာစစ်အာဏာဘီရိုကရက်အာဏာကိုအသုံးချပြီးတိုင်းပြည်ရဲ့ဒဏကိုအပိုင်စည်းနေတဲ့လူတန်းသားကိုဆိုလိုတယ်ဘုံမြောက်လိုင်ကသူသားကိုမိုင်းတက်ကုမ္ပဏီထောင်ခိုင်းပြီးစစ်တပ်ရေးကုမ္ပဏီအတွက်အထုလုပ်ပိုင်ခွင့်ကိုအနှင်းလိုက်တယ်အဲ့ဒါလိုကုမ္ပဏီမျိုးကိုအဲ့ဒါလိုလက်သိပ်ထုတ်ပေးတာဟာအထူးခွင့်ရေးပေးတာဖြစ်တယ်အဲ့ဒါလိုအခွင့်အရေးမျိုးရရင်ဘာသီးပွားရေးမှလုပ်ရစရာမလိုဘူးစတောင်းသားတော်နေချင်းညာချင်းတတိဖြစ်နိုင်တယ်စစ်အာဏာရှင်ရဲ့အာဏာဘီရိုကရက်ရဲ့အာဏာကိုအသုံးပြုပြီးမိသားစုကိုရင်းရှင်ဖြစ်အောင်လုပ်တာဖြစ်တယ်အဲ့လိုလုပ်ရမျိုးကိုစစ်ဘီရိုရဲ့ရင်းရှင်လုပ်ရလို့ခေါ်တယ်မိုင်းတဲ့ကုမ္ပဏီဟာစစ်ဘီရိုရဲ့ရင်းရှင်ကုမ္ပဏီဖြစ်တယ်ခရိုနီဆိုတာဒီလိုလုပ်ရန်တွေကနေပေါ်လာတာပဲကာကြီးနှစ်ဥပိုင်နဲ့ MBC စစ်ဘီရိုရဲ့ရင်းရှင်ကုမ္ပဏီတွေထဲမှာအကြီးမားဆုံးအဆောက်အအုံဟာဥပိုင်ကုမ္ပဏီနဲ့
မြန်မာဒီပါရေးကော်ပိုရေးရှင်းလို့ခေါ်တဲ့ MEC လို့ဖြစ်တယ်အဲ့ဒီကုမ္ပဏီကြီးနှစ်ခုကလည်းတိုင်းပြည်တစ်ပြည်လုံးပြည်သူလူထုတရားလုံးရဲ့ပုံစံသူဖြစ်တယ်ပြည်သူလူထုပေါ်မှာရန်ပြုတိုက်ခိုက်နေတဲ့အဆိုးဆုံးလက္ခဏာကြီးတွေကိုအဲ့ဒီကုမ္ပဏီနှစ်ခုမှာတွေ့ရတယ်တခြားစစ်ဗျူရိုကအရင်းရှင်ကုမ္ပဏီကြီးတွေမှာလည်းအဲ့ဒီလက္ခဏာနဲ့ရဲ့အနည်းနဲ့အများဆိုသလိုရှိကြတယ်ပထမလက္ခဏာကတိုင်းပြည်ရဲ့အကောင်းဆုံးအဖို့တန်ဆုံးတရားသာရမှန်သမျှကိုရယူနေတဲ့အချက်ပဲပြည်သူပိုင်နဲ့တရားသာရပြည်သူပိုင်နဲ့လောပိုင်ခွင့်မှန်သမျှကိုဥပိုင်နဲ့အမိစီကရယူမောင်းပိုင်စီနေတာဟာပြည်သူလူထုရဲ့ဗဏ္ဍာငွေကိုခိုးယူတာပါပဲဥပိုင်နဲ့အမိစီကခိုးယူသွားတဲ့အတွက်ပြည်သူအများငတ်မှုဆင်းရဲကြတယ်ပြည်သူအများငတ်မှုဆင်းရဲတယ်အများပြည်သူတွေရဲ့ကျန်းမာရေးပညာရေးအတွက်အသုံးပြုရမယ့်ငွေကြေးကိုအဲ့ဒီကုမ္ပဏီကြီးတွေကခိုးယူသွားတဲ့အတွက်မျိုးဆက်နဲ့ချီပြီးနစ်နာဆုံးရှုံးရတယ်ကျမ်းမာရေးအသုံးစရိတ်မလုံလောက်လို့စေဝါမကုသနိုင်ပဲသေးတဲ့သူတွေဆင်းရဲပြီးအာဟာရချို့တဲ့လို့ပြေဆုံးတဲ့လူကြီးလူငယ်အများအများရဲ့အသက်တွေအတွက်ဥပိုင်နဲ့ MEC မှာတာဝန်ရှိတယ်။ဒါကြောင့်ဥပိုင်နဲ့ MEC ကလူတက်နေတဲ့ကုမ္ပဏီကြီးတွေလို့ဆိုနိုင်တယ်။ဒါဟာစီးပွားရေးနည်းနဲ့လူတက်တာဖြစ်တယ်။တမန်လူတွေလွယ်လွယ်မမြင်နိုင်တဲ့လူတက်နည်းပဲ။လူတိုင်းမြင်လွယ်သိလွယ်နိုင်တဲ့ပြောင်ပြောင်တင်းတင်းလူသားအပိနည်းကိုလည်းသူတို့လုပ်ပါတယ်အဲ့ဒါကိုပြောဖို့အတွက်ဒီကုမ္ပဏီတွေရဲ့ဒုတိယလက္ခဏာအကြောင်းဆက်ပြောအောင်ဥပိုင် MEC ရဲ့ပြည်သူကိုရန်ပြုတိုက်ခိုက်နေတဲ့ဒုတိယလက္ခဏာကအဲ့ဒီကုမ္ပဏီကြီးနှစ်ခုကဆေးရနာရေးစနစ်ကိုဗဏ္ဍာငွေတိုက်ရိုက်ထောက်ပံ့နေတဲ့အချက်ပဲတိုင်းရင်းသားပြည်သူတွေပေါ်ကျူးကျော်တပ်ဖြတ်နေတဲ့စစ်ပွဲအလုံးအတွက်ဒီကုမ္ပဏီကြီးနှစ်ခုကတိုက်ရိုက်ငွေကြေးထောက်ပံ့နေတယ်စစ်လက်နဲ့ခရမ်းမိကြောင့်တင်ကားတိုက်လေရင်ရင်ကုန်သင်းမောစစ်ရရင်စတာတွေဝယ်ယူဖို့အတွက်တိုက်ရိုက်အသုံးပြုနေတယ်တိုင်းပြည်ရဲ့ဗဏ္ဍာငွေဘတ်ဂျက်ကနေတောင်းယူနေုံသာမကဥပိုင်နဲ့ MEC ကနေတစ်ဆင့်ကြားယူထားတဲ့ပြည်သူ့ဗဏ္ဍာငွေတွေကိုလည်းစစ်ပွဲတွေဆင်နွှဲဖို့ဆေးရနာခြင်းစနစ်တည်မြဲဖို့အတွက်အသုံးပြုနေတယ်အဲ့လိုစစ်ပွဲတွေဖိနှိပ်မှုတွေဆေးရနာခြင်းစနစ်တည်မြဲရေးတွေကိုတိုက်ရိုက်အကျိုးပြုနေတဲ့အတွက်အဲ့ဒီကုမ္ပဏီကြီးနှစ်ခုဟာအကြီးဆုံးလူသက်ကုမ္ပဏီကြီးတွေဖြစ်တယ်ဆေးရနာခြင်းစနစ်ရဲ့အကြီးဆုံးတောက်တိုင်ကြီးတွေလည်းဖြစ်တယ်အဲ့ဒီကုမ္ပဏီကြီးတွေအပါအဝင်ဆေးရနာခြင်းအင်ပါယာတွေကစစ်ဗျူရိုရဲ့အရင်းရှင်ကုမ္ပဏီကြီးတွေကိုမဖြတ်သိမ်းနိုင်သေးသမျှသို့မဟုတ်ပြည်သူပိုင်းမသိမ်းနိုင်သေးသမျှဆေးရနာခြင်းစနစ်ကိုဖြတ်သိမ်းနိုင်ပြီလို့မဆိုနိုင်ဘူးကာကြီး3အရင်းရှင်စစ်ဗျူရိုရဲ့အရင်းရှင်အင်ပါယာဘိုးချုပ်မင်းအောင်လှိုင်ကသူ့သားကိုမိုင်းတဲ့ကုမ္ပဏီလောက်ပိုင်ဝင်ပေးပြီးစစ်ဗျူရိုရဲ့အရင်းရှင်လောက်ခိုင်းတယ်လို့ဆေးရနာခြင်းဆက်ဆက်ဟာသူတို့သားသမီးဆွေမျိုးတွေကိုစစ်ဗျူရိုရဲ့အရင်းရှင်တွေလောက်ခိုင်းခဲ့တယ်ဗိုလ်တန်းကျွေရဲ့သားသမီးတမက်မြေးတွေပိုင်တဲ့ကုမ္ပဏီတွေဟာလည်းစစ်ဗျူရိုရဲ့အရင်းရှင်ကုမ္ပဏီတွေဖြစ်တယ်ဖားကံမှာကြောက်စိမ်းတူးနေတဲ့ဗိုလ်တန်းကျွေဒေါ်ကြံကြိုင်ဆွေမျိုးတတိုက်ရဲ့ကုမ္ပဏီတွေအပါအဝင်ဖြစ်တယ်ဗိုလ်ကျွေမန်းရဲ့သားအောင်တမန်းကနိုင်ငံရဲ့ဆန်ထုတ်လို့ရေးလုပ်ငန်းတစ်ခုလုံးကိုလဝဲကြီးအုံမောင်ပိုင်စီးပြီးအေယာချွေဝါကုမ္ပဏီထောင်တယ်ဆန် export လိုင်စင်ဖွင့်ခြင်းပိတ်ခြင်းဟာအေယာချွေဝါကုမ္ပဏီနဲ့ပတ်သက်နေတယ် export ပိတ်ပြီးအေယာချွေဝါကဆန်ဝဲလောင်တယ်အေယာချွေဝါကုမ္ပဏီမှာဆန်တွေစုပြီးတော့ export ဖွင့်ပေးတယ်ဒါမျိုးအချင်းချင်းလုပ်ပြီးစီးပွားကြခဲ့ဒါဟာပြည်သူလူထုပိုင်းနဲ့လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်ပြီးတိုက်ပြည်ဗန်နာကိုခိုးယူခြင်းမိတယ်လက်သမားတွေရဲ့ဆန်ကိုခိုးယူခြင်းမိသလိုစင်းရဲသားလူတွေကပေါက်ဖွာလာတဲ့သားငယ်သမီးငယ်လေးတွေရဲ့လက်ထက်ကထမင်းရေပကံကိုခိုးယူခြင်းလည်းဖြစ်တယ်နှစ်ထပ်ကွမ်းသုံးထပ်ကွမ်းခိုးယူခြင်းမြောက်တယ်အဲ့ဒါလိုလုပ်ပိုင်ခွင့်မျိုးရရင်တထောင်သားတောင်တတိပြင်းအောင်လုပ်တတ်တယ်ဘာမှမခက်ခဲဘူးသူတို့ပိုင်ဆိုင်မှုကခိုးယူထားတဲ့ပိုင်ဆိုင်မှုတက်တက်တာဖြစ်တယ်တိုးနိုင်မန်းကဇေကဘာဥခင်ကျွေရဲ့သမီးနဲ့လက်ထက်တယ်စစ်ဗျူရိုရဲ့အရင်းရှင်တွေရဲ့မြေချီပရိသေတန်နဲ့အိမ်တော်ရေးများတာဖြစ်တယ်လင်းသက်ဆိုင်ရေးနဲ့ဆက်နွယ်တဲ့စီးပွားရေးနိုင်ငံရေးမှာမိတ်ပြုမှုဖြစ်တယ်ဘူအောင်တောင်းရဲ့သားပြေအောင်နဲ့ဘူမောင်အေးရဲ့သမီးနန္နာအေးတို့ရဲ့အိမ်တော်ရေးကလည်းအလားတူပဲလင်းသက်ဆိုင်ရေးပေါ်အခြေပြုတဲ့စီးပွားရေးနိုင်ငံရေးမှာမိတ်ပြုမှုဖြစ်တယ်စစ်ဗျူရိုရဲ့အရင်းရှင်လူဒန်းသားရဲ့လူဒန်းသားအိမ်တော်ရေးလည်းဖြစ်တယ်သူတို့ချင်းလူဒန်းသားသွေးစည်းမှုလည်းဖြစ်တယ်ဘူအောင်တောင်းရဲ့သားနေအောင်ရဲ့ IGE ကုမ္ပဏီကနေပြည်တော်ကိုစတင်တည်ဆောက်ရေးလုပ်တဲ့ကုမ္ပဏီတွေထဲမှာပါဝင်ခဲ့တယ်။နေအောင်ရဲ့ IGE ကုမ္ပဏီအောက်မှာလက်အောက်ခံကုမ္ပဏီ73ခုရှိတယ်။ရေနံနဲ့သဘာဝဓာတ်ငွေလုပ်ငန်း၊ကျွန်းသစ်လုပ်ငန်း၊လျှက်သစ်လုပ်ငန်း၊ဆက်သွယ်ရေးနဲ့တယ်လီဖုန်း၊အင်တာနက်လုပ်ငန်း၊ဆန်လုပ်ငန်း၊အမေရာဘဏ်လုပ်ငန်း၊အမေရာဟိုတယ်လုပ်ငန်းတွေလုပ်ကိုင်တယ်။ကောင်းတို့ရာအထူးလုပ်ပိုင်ခွင့်မှန်သမျှရထားတယ်။တိုင်းပြည်ရဲ့အညွန့်မှုမှန်သမျှခိုးစားခွင့်ရထားတယ်။တိုင်းပြည်အတွက်အတူတခြား
စံသေးတစ်ထုတ်လုပ်တဲ့ကုမ္ပဏီမျိုးတစ်ခုမှမပါဘူးတိုင်းပြည်မှာရှိနေပြီးသားအများပြည်သူပိုင်တရားသာတွေကိုရောင်းစားတဲ့လုပ်ငန်းတွေကြီးပဲဘင်းပြည်လော့စစ်ဟန်စတီဗင်လောမိသားစုတွေဟာတရုတ်မြန်မာရေနံနဲ့တန်ငွေပိုင်လိုင်းကြောက်ဖြူရည်နဲ့စိတ်ကန်းမြစ်ဆုံဆယ်တာဆန်းဆယ်နဲ့ရေရလျက်စစ်လုပ်ငန်းအပါအဝင်တိုင်းပြည်ရဲ့အထူးခွင့်ရေးအများပြားကိုရထားတယ်စစ်ဗျူရိုကအရင်ရှင်လူဒန်းသားမှာဘင်းပြည်လော့စစ်ဟန်မိသားစုဟာထိတ်တန်းကပါဝင်တယ်သူတို့အပြင်လက်နက်တင်သွင်းခွင့်အထိရတဲ့ထူးကုမ္ပဏီဥဒေသမက်စ်မြန်မာဥသောသောဘိန်းကရတဲ့ဝင်ငွေကိုဘဏ်လုပ်ငန်းနဲ့ငွေပြူလုပ်ဖို့မြန်မာမေဖလာဝဘဏ်မှာရင်းနှီးမြှုပ်နှံခဲ့တဲ့ဦးတီခွန်မြတ်ကမ္ဘောဇာဘဏ်ဦးအောင်ကိုဝင်း search ပန်းခေါ်ဦးသိန်းဝေရေနံလုပ်ငန်းလုပ်တဲ့မိုက်ကယ်မိုးမြင့်ခေါ်ဦးမိုးမြင့်အရက်အဖျော်ရမကလုပ်တဲ့ပစီဦးသိန်းထွန်းမိသားစုစတဲ့သူတွေကလည်းစစ်ဗျူရိုတဲ့အရင်းရှင်လူတန်းသားရဲ့ထိပ်သီးသင်းဝင်တွေဖြစ်ပါတယ်အားလုံးကိုအပြည့်စုံစည်ရင်းပြုစုတင်ပြနေတယ်လို့မမှတ်ယူသေးခြင်းမြင်သာအောင်ဥပမာပေးဖော်ပြတယ်လို့ယူဆသေးခြင်းပါတယ်ခရိုနီတို့တိုက်ကွန်းတို့စသဖြင့်အမိအမျိုးမျိုးခေါ်နေတဲ့သူအလုံးဟာစစ်ဗျူရိုကအရင်းရှင်တွေပါပဲခရိုနီကောင်းဆိုတာမရှိဘူးတိုက်ကွန်းကောင်းဆိုတာမရှိဘူးလူကောင်းချင်းမကောင်းချင်းစိတ်ဓာတ်ကောင်းချင်းမကောင်းချင်းနဲ့ပရိဒလှုပ်ခြင်းမလှုပ်ခြင်းဆိုတာတွေနဲ့ဘလို့မှမသက်ဆိုင်ဘူးလူရန်သားလက္ခဏာအရစီးပွားရေးအခြေခံကိုယ်၌ကအရန်သူဖြစ်နေတာစိတ်ဓာတ်ကရဟန္တာလောက်ပဲကောင်းကောင်းဒီမိုကရေစီရေးအတွက်ငွေကြေးဘလောက်ပဲလူတိုင်းပြည်ရဲ့တရားသားနဲ့အခုအထူးခွင့်ရေးတွေကိုအသုံးပြုအများထုတ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေသေးသမျှလူရန်သားလက္ခဏာအရရန်သူဖြစ်တယ်ရှင်းရှင်းမုံနည်းနဲ့မသက်ဆိုင်သလိုဓာတ်တာကောင်းချင်းဆိုးချင်းနဲ့လည်းမသက်ဆိုင်ဘူးကာကြီးလေးအဓိကဖြိုချရမယ်အရာဗမာပြည်မှာ2000ရေအခြေခံဥပဒေဟာဆက်အနာရှင်စနစ်ရဲ့အဓိကမှန်တဲ့အဖြစ်လူအများနားလည်နေကြတယ်2000ရေအခြေခံဥပဒေဟာစနစ်စိုးကြီးကိုရုံလုံးပေါ်လာအောင်ရေးဆွဲထားတဲ့အခြေခံစည်းမျဉ်းပေါင်းချုပ်ဖြစ်တဲ့အတွက်ဆက်အနာရှင်စနစ်ရဲ့အဓိကမှန်တဲ့ခုဆိုတာမှန်ပါတယ်ဒါပေမဲ့2000ရေအခြေခံဥပဒေကိုဖျက်သိမ်းနိုင်ရုံနဲ့ဆက်အနာရှင်စနစ်ပပျောက်သွားမှာမဟုတ်ဘူးစစ်တပ်ကိုဆက်အနာရှင်စုကချုပ်ကန်လွှမ်းမိုးမှုနဲ့အခုပေါ်ပြခဲ့တဲ့စစ်ဗျူရိုရဲ့အရင်းရှင်တွေကိုလူရောသူတို့ပိုင်ဆိုင်တဲ့ဒနာဥစ္စာတွေကုမ္ပဏီတွေကိုပါမပြိုးကြနိုင်သေးသမျှဆက်အနာရှင်စနစ်ပြိုးကြပြီလို့မဆိုနိုင်ဘူးကွန်မြူနတီတစ်ခုတိုးပွားလာအောင်လဲမထုတ်လို့ကွန်မြူနတီတစ်ခုရဲ့တန်ဖိုးတိုးတက်သွားအောင်အရေးသွေးတိုးတက်လာအောင်ထပ်ပေါင်းတာမျိုးလည်းမလုပ်ဝန်ဆောင်မှုတစ်ခုခုကိုမှလည်းမပေးပဲဆက်အနာရှင်တွေယူရိုကရက်တွေစီကအထူးခွင့်ရေးကိုရယူပြီးတိုင်းပြည်ရဲ့ကြီးပြီးသားတရားသာကိုအသင့်ရယူရောင်းစားသူတွေကစစ်ဗျူရိုကရက်အရင်းချင်းဖြစ်တယ်အစိုးဆုံးမျိုးသားစစ်ဗျူရိုကရက်အရင်းချင်းဖြစ်တယ်အင်မတန်ညှိကျကျနိုင်လာတဲ့သူတို့လူဒန်းသားရဲ့လက်သုံးစကားတွေကိုကြည့်တယ်ကုန်စီတိုးဝအောင်ထုတ်လို့ကုန်စီတိုးဝအောင်ထုတ်လို့မွေးမြူစိုက်ပျိုးတဲ့သူကခန့်ညံ့တဲ့အမျိုးသားစီးပွားရေးသမားတဲ့ချီးပြီးသားကုန်စီကွင်းစာမြေပေါ်ပါပြီးသားသစ်ပင်ရေးတဲ့ကူးနေပြီးသားငါမြေကြီးတဲ့အောင်းနေပြီးသားကြောင်းမြေရတနာကွင်းပိတ်ကိုအတင်းထုတ်ယူသုံးဆွဲတတ်တဲ့သူမျိုးကသာပထမတန်းသားစီးပွားရေးသမားတဲ့ကုန်စီရတဲ့တိုးဝအောင်ထုတ်လို့ချင်းတန်မိုးသစ်ထပ်ပေါင်ခြင်းသို့မဟုတ်ဝန်ဆောင်မှုတစ်ခုခုပေးခြင်းတို့ကိုတစ်ဖက်လမ်းကလှုပ်ဆောင်တည်တိုင်အောင်အခြားတစ်ဖက်မှာဆက်ရနာခြင်းတွေဗီဒီယိုကရက်တွေနဲ့ပူးပေါင်းပြီးအထူးခွင့်ရေးတရက်ရက်ဥပမာအထူးသွင်းကုန်ပို့ကုန်လိုက်စဉ်အထူးလုပ်ပိုင်ခွင့်ရယူဆောင်ရွက်သူတွေကလည်းစစ်ဗျူရိုရဲ့အရင်းရှင်တွေပဲဖြစ်တယ်ဥပမာမိုင်းတဲကုမ္ပဏီပြည်သူလူထုရဲ့နံပါတ်1ရန်သူဘုံရန်သူဟာစစ်ဗျူရိုရဲ့အရင်းရှင်လူဒန်းသားနဲ့သူတို့ရဲ့အင်ပါယာဖြစ်တယ်နောက်ကျအခြေခံဥပဒေကိုပြင်ဖို့ဖျက်ဖို့အတွက်စစ်ဗျူရိုရဲ့အရင်းရှင်လူဒန်းသားနဲ့ပူးပေါင်းတယ်ဆိုတာစီတယ်ဝပူလုံးတို့မိဘုံနဲ့ဂုံချတာမျိုးဖြစ်တယ်စစ်ဗျူရိုရဲ့အရင်းရှင်လူဒန်းသားနဲ့စစ်ဗျူရိုရဲ့ရန်နေရစစ်ဗျူရိုရဲ့စီးပွားရေးအင်ပါယာတစ်ခုလုံးကိုဖြိုချရေးကအဓိကလိုအပ်ချက်ဖြစ်တယ်2000အခြေခံဥပဒေကိုဖျက်ရေးကဒုတိယလိုအပ်ချက်ဖြစ်တယ်2000အခြေခံဥပဒေကိုဖျက်သိမ်းမှုလိုအပ်ခြင်းအကြောင်းကိုကစစ်အာဏာရှင်စနစ်တနည်းအားဖြင့်ဆိုရရင်စစ်ဗျူရိုရဲ့အရင်းရှင်စနစ်ကိုအကာအကွယ်ပေးနေတဲ့စီမင်းစည်းကမ်းတွေကိုဖြစ်တဲ့စီမင်းစည်းကမ်းတွေဖြစ်တဲ့အတွက်ဖျက်သိမ်းမှုလိုအပ်တာအခုတော့2000အခြေခံဥပဒေကိုဖျက်သိမ်းမှုအတွက်စစ်အာဏာရှင်တွေကိုတက်အောင်ပေါင်းအပိအမြောက်ပြုနေရမယ်လို့စစ်တပ်ရေးသမားတွေကတွေးခေါ်နေတယ်လက်တွေလည်းလုတ်ကင်နေတယ်စစ်တပ်ရေးသမားတွေရဲ့တွေးပုံခေါ်ပုံကဘလောက်များအစီအငေါ်မတက်တယ်လဲဆိုတာစဉ်းစားကြည့်ပါမင်းသားတွေနဲ့တူတဲ့စစ်အာဏာရှင်တွေကသူ့ကိုသူကြီးထွားလာရဲ့အတွက်ပြုစုပြောထောင်မှုအစိမ်းရောင်မော်သားအုပ်ကိုဆောင်ထားတယ်ကျွန်တော်တို့ရဲ့တရဲနေနေသမားတွေကအဲ့ဒီအစိမ်းရောင်မော်ကျန်းစာအုပ်ကိုဖျက်ဆီးဖို့အတွက်မင်းသားတရဲကိုချော့နေကြတယ်မင်းသားတရဲကိုခေါ်စာပစ်ပြီးအားရှိမဲ့အစာတွေကြီး
သူလှုပ်ရှင်တာလှုပ်ခွင့်ပေးပြီးချော့နေတယ်မော်စာအုပ်ကိုဖြတ်နိုင်မဖြတ်နိုင်တော့မသိဘူးကျွန်တော်တို့ရဲ့တရဲနေနေတဲ့သမားတွေချော့မော့ကျွေးနေတဲ့စာကိုစားပြီးမင်းသားတဲ့ဟာတဖြည်းဖြည်းနဲ့နတ်ဘီလူကြီးဖြစ်လာဖို့အသွင်ပြောင်းနေပြီသူတို့ကျွေးတဲ့အစားသူတို့တိုက်နေတဲ့အားသေးဟာအသိရောင်မော်စာအုပ်ထက်တောင်ပိုအကျိုးရှိနေတယ်တက်တယ်ပြောရရင်တော့စစ်တပ်ရေးတွေးကော2000ချီအခြေခံဥပဒေထက်တောင်ရန်သူကိုပိုအကျိုးပြုနေတယ်ဆိုတာပဲစစ်ဘီရိုကရက်အရင်ချင်းလူရန်သားဟာပြည်သူလူထုကသူတို့ကိုပုံရန်သူအဖြစ်မြင်နေတာမျိုးကိုသိကြောက်တယ်အဲ့တော့မှမလိုလားဘူး1988ခုနှစ်ဟာစစ်ဘီရိုကရက်အရင်ချင်းလူရန်သားကိုပြည်သူလူထုရဲ့ဆန့်ကျင်ပုံကမှုဒီရေအမြင့်ဆုံးဖြစ်ခဲ့တယ်1988ခုနှစ်နောက်ပိုင်းနှစ်ပေါင်း30ကျော်တိုင်တိုင်ပြည်သူလူထုရဲ့ညံသူအဖြစ်ကွက်ကွက်ကွင်းကွင်းဖြစ်နေရကနေရုံးထွက်နိုင်မှုသူတို့ကိုကာကွယ်တဲ့အတွေ့အကြုံတွေပေါ်ထွက်လာအောင်စစ်ဘီရိုကရက်အရင်ချင်းလူရန်သားကအားပေးခဲ့တယ်ငွေကုန်ကြေးကြခံပြီးငွေမြပြိုးထောင်ပေးခဲ့တယ်ရန်ကအပေါ်အခြေခံတဲ့အမြင်တွေခင်းတော့ကြသွားပြီဆိုတာတဲ့နာကျင်တွေကိုပြည်သူလူထုကရန်သူအဖြစ်မြင်နေတာကိုရပ်တန့်အောင်ပံ့ပိုးတဲ့အတွေ့အကြုံပဲတဲ့နာကျင်တွေရဲ့လူဒန်းသားရံမဲ့ဖြစ်မှုကိုမေ့မိတ်အောင်ကွယ်ပြောင်းအောင်တဲ့နာကျင်နေရာကသူ့နေရာဝင်တွေးခေါ်လာတဲ့အတွေ့အကြုံမျိုးကလည်းအလားတူပဲဖြစ်တယ်တဲ့နာကျင်လည်းမဟုတ်ဒီမိုကရေစီတော်လှန်ရေးသမားလည်းမဟုတ်အဲ့ဒီအုပ်စုနှစ်ခုကိုစစ်သက်ညီနိုင်ပေးမဲ့တတိယအုပ်စုဆိုတာတစ်ချိန်ကထွက်ပေါ်လာခဲ့ဘူးတာမှတ်မိကြပဲလိမ့်မယ်အဲ့ဒီတတိယအုပ်စုအတွေ့အကြုံတစ်ခုလုံးကတကယ်တော့စစ်အုပ်စုအတွက်ရှင်းနေလိုက်ပြီးတဲ့အတွေ့အကြုံတွေမြတာဖြစ်တယ်စစ်အုပ်စုလိုကြအတွေ့အကြုံဖြစ်တယ်ဒီမိုကရေစီလိုချင်စစ်အာဏာရှင်နဲ့ပေါင်းဒီမိုကရေစီလိုချင်စစ်အာဏာရှင်ညွှန်ခြင်းမဲ့အလိုမျိုးမလုပ်နဲ့ဆိုတာဟာတတိယအုပ်စုအတွေ့အကြုံတွေရဲ့အနှစ်သာရပဲအဲ့ဒီအတွေ့အကြုံကိုဒီကျုပ်ကောင်းဆောင်ပိုင်းစီစိတ်ဝင်သွားအောင်ပို့ဆောင်နိုင်တာစစ်အာဏာရှင်တွေရဲ့လုပ်ငန်းအောင်မြင်မှုတစ်ခုပဲအပိုင်းခဒီမိုကရေစီတော်လှန်ရေးရဲ့အဓိကအင်အားစုခါခွေးအပိုင်းခ1ခြေခံလုံသမားလူရန်သားဒီမိုကရေစီတော်လှန်ရေးရဲ့အဓိကအင်အားစုကအလုံသမားလူရန်သားဖြစ်တယ်ဒီမိုကရေစီတော်လှန်ရေးကိုဒဏ္ဍရှင်တွေလုပ်ပါစေလုံသမားလူရန်သားကပြည်စည်းမဲ့တော်လှန်ရေးကြမှာဥဆောင်ကြတာပေါ့လို့တရှင်ကတွေးဆခဲ့ကြဘူးသူတွေရှိပါတယ်အခုဒဏ္ဍရှင်ကိုယ်စားလှယ်တွေရဲ့သက်သာဖောက်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရတဲ့အခါဒီမိုကရေစီတော်လှန်ရေးကိုသူတို့လက်ဝါခွဲအပ်ထားဖို့မသိတော့ဘူးဆိုတာအထင်ရှားလာတယ်ဘယ်သမိုင်းအဆင့်မို့လို့ဘယ်တော်လှန်ရေးအဆင့်မို့လို့လုံသမားလူရန်သားကနောက်ဆုတ်ပေးတင်တယ်ဆိုတာမျိုးမရှိဘူးရုရှားနိုင်ငံပထမဒေါ်လာရေးအပြီးကာလမှာဒါဒနာကျင်တွေရဲ့ပွဲပဲလို့ယူဆပြီးဒေါ်လာရေးသမားတွေဘေးထွက်ထိုင်နေချိန်မှာလီနီယာအလားတူအတွေးခေါ်ပြဿနာမျိုးအတွက် AB စစ်တမ်းရေးခဲ့ရဘူးတယ်။လုံသမားလူဒန်းသားကအထူးကလူဒန်းသားဆိုရမှာမျိုးကြီးတွေမှာရှိတဲ့သက်မှုသုံးလုံသမားတွေဟာတခြားလုံသမားတွေတက်ပို့ပြီးအချက်ချကြပါလိမ့်မယ်။လုံသမားကအဓိကကြတယ်ဆိုတာသင်ရသားလူဒန်းသားမို့လူများစုမို့ပြောတာမဟုတ်ဘူး။ဆင်းရဲတာချင်းရှင်လမ်းဘေးကသံတောင်းသားမို့သံတောင်းသားတို့ပြည်ရသားတို့ကသက်မှုလုံသမားတွေတဲ့ပိုးစင်းရဲကောင်းစင်းရဲကြလိမ့်မယ်။အဲ့ဒီလူတွေဟာအရေးစနစ်ရဲ့ပိုးသိုးစင်းမြူတွေအောက်ဆုံးလွာတွေဖြစ်တယ်။အပိနိကံသားကောင်တွေဖြစ်တယ်။ကုံထုတ်လုပ်တဲ့အလုံသမားလူဒန်းသားတော့မဟုတ်ဘူး။အဲ့ဒါလိုသံတောင်းသားပြည်ရသားတွေကိုတော်လိုင်းကြတဲ့လူဒန်းသားတွေလို့မတတ်မှတ်ဘူး။အရေးအတွက်များတာချင်းရှင်ရင်လဲစက်မှုလုံသမားတွေဟာလက်သမားတွေလောက်မများသေးဘူး။လူကြီးများတဲ့သူကအဓိကကြတယ်လို့ယူဆရင်လက်သမားကအဓိကကြရပြီလိမ့်မယ်။ဒါဆိုရင်ဘာကြောင့်စက်မှုလုံသမားတွေကတော်လိုင်းကြတဲ့လူဒန်းသားတွေလို့ပြောရလဲ။သူတို့ဟာအနာဂတ်စီးပွားရေးစနစ်ရဲ့အဓိကကွန်ထရိုးလုပ်သူတွေဖြစ်လာမှာမို့ပဲအခုချိန်မှာလယ်သမားတဲ့အရေးအတွက်နှဲပါနေသေးပေမဲ့လယ်သမားဆိုတာဟာနောင်မှာတဖြည်းဖြည်းစိုးရုံနှဲပါသွားမယ်လူဒန်းသားဖြစ်ပြီးစက်မှုလုံသမားလူဒန်းသားဟာနောင်မှာတဖြည်းဖြည်းတိုးပွားများပြားလာမယ်လူဒန်းသားဖြစ်တယ်လူ့ဘက်စီးရဲ့ကွန်ထရိုးလုပ်မှုတစ်ခုလုံးရဲ့ဘိုးချက်ကြဆုံးလူဒန်းသားလည်းဖြစ်တယ်ဒါကြောင့်လုံသမားလူဒန်းသားဟာဒေါ်လာရဲ့အဓိကအကြဆုံးလူဒန်းသားလို့ဆိုလိုပါတယ်လုပ်ငန်းခွင်သဘာဝအရဆက်မှုအလုပ်သမားတွေဟာအစင်သင့်စူးစီးပြီးသားအနေအထားမှာလည်းချီကြတယ်။နောက်ထပ်ရေးပါတယ်လုပ်သမားလူဒန်းသားအတွင်သဏ္ဍာန်တစ်ရက်ကနိုင်ငံတကာချွေပြောင်းလုပ်သမားလူဒန်းသားပဲ20ရာစုနောက်ပိုင်းနဲ့21ရာစုဆန်းကာလမှာတုံ့တိုးတဲ့များပြားလာတဲ့လူဒန်းသားဖြစ်တယ်။များသောအားဖြင့်သူတို့ဟာကျေးလက်နေတဲ့သမားလူဒန်းသားကပေါက်ဖွားလာတဲ့သားသမီးများဖြစ်ကြတယ်။မြို့ပြလုပ်သမားလူဒန်းသားကဆင်းသက်လာသူတချို့လည်းပါဝင်ကြတယ်။လုပ်သမားလူဒန်းသားနဲ့လယ်သမားလူဒန်းသားအကြားမှာပေါင်းကူလှုပ်ရှားနေတာဟာဒီလူဒန်းသားရဲ့ထူးခြားတဲ့ဇယက်လက္ခဏာတရားဖြစ်တယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့သူတို့ဟာနိုင်ငံတကာအလုပ်သမားလူဒန်းသားရဲ့အစိပ်ပိုင်းတရားဖြစ်နေတဲ့အချက်ပဲ။သူတို့ဟာနိုင်ငံတကာအလုပ်သမားလူဒန်းသားရင်းရှင်လူဒန်းသားနဲ့ပတ်သက်တဲ့အတွေ့အကြုံအတန်အသင့်ချီးကြသူတွေဖြစ်တယ်။အခုချိန်မှာဒီလူဒန်းသားအတွင်းစီးရုံမှုပုံစံအသီးသသာအားနေတယ်။ပြည်ပနိုင်ငံတွေထဲမှာလည်းသူတို့ဟာ
တခြားနိုင်ငံရဲ့ဖိနှိပ်မှုအာဏာကိုမလွန်ဆန်နိုင်တဲ့အတွက်အားကောင်းမောင်းတန်အလုံသမားအဖွဲ့အစည်းတွေမဖွဲ့စည်းနိုင်သေးဘူး။တနည်းအားဖြင့်ပြောရရင်သက်ဆိုင်ရာနိုင်ငံတွေရဲ့အလုံသမားလူဒန်းသားနဲ့သွေးစည်းညီညွတ်မှုမတည်ဆောက်နိုင်ကြသေးဘူး။နောက်တစ်ချိန်လူဒန်းသားအသေးစိတ်တဲ့မြန်မာလာတဲ့ကပိုပြီးစည်းလုံးညီညွတ်လာကြလိမ့်မယ်။နိုင်ငံတကာရင်းချင်စနစ်ကိုလူမျိုးဘာသာမခွဲခြားပဲပူးပေါင်းခုခံဖို့လိုအပ်တယ်ဆိုတာသိမြင်လာတဲ့အခါစည်းလုံးညီညွတ်လာလိမ့်မယ်။လက်စီမကျအလုံသမားစိတ်ဓာတ်မျိုးဖြစ်ပေါ်လာလိမ့်မယ်။အလုံသမားများမှာတိုင်းပြည်မရှိဆိုတဲ့အတန်ပြန်ပြီးပက်တင်ရိုက်ခတ်လာလိမ့်မယ်။နိုင်ငံတကာရွှေ့ပြောင်းအလုံသမားတွေမှာခွန်အားကြီးမားလာနိုင်စရာအလားအလာကောင်းရေကန်မြေကန်ကောင်းရှိနေတယ်။မြို့ပြမှာပုံစံအမျိုးမျိုးအသွင်အမျိုးမျိုးနဲ့တည်ရှိနေတဲ့အလုံသမားလူဒန်းသားဟာလည်းဒေါ်လာရေးတွေအဓိကကြတဲ့လူဒန်းသားဖြစ်တယ်။အဲ့ဒီထဲမှာသင်္ဘောသိပ်ဘူရာယုံကားဂိတ်တွေမှာကုန်ထမ်းတဲ့လုံသမားတွေပါဝင်မယ်။ကားဒရိုက်ဘာကားစပယ်ယာမိရထားမောင်းသူတွေလက်မှတ်ရောင်းသူတွေပါဝင်မယ်။ပွဲရုံလုံသမားဆိုင်ကားသမားစားသောက်ဆိုင်သပွဲတို့လက်ပိတိုင်သပွဲတို့ထမင်းချက်သောက်လို့ရေးလုံသမားပယံသမားတန်ချီတန်ခွေးလုံသမားတန်ချီရေးလုံသမားအိမ်ပေါ်ဆိုင်တိုင်းအယောင်သေး KFC တိုင်းဘာဂါဆိုင်တွေရဲ့ဝန်ထမ်းတွေစက်ရုံကုမ္ပဏီတွေရဲ့လုံခြုံရေးဝန်ထမ်းတွေဂိတ်ဆောင်ညဆောင်တွေစသဖြင့်ပါဝင်ကြမယ်မိမိလောကကိုရောင်းစားခြင်းမှာတပါအခြားမြည်သည့်ကုန်ထုတ်ကိရိယာကုန်ထုတ်အရင်းဒီကိုမှမပိုင်ဆိုင်တဲ့သူတွေအားလုံးဟာလုံသမားလူဒန်းသားတွေဖြစ်တယ်အဲ့ဒီလုံသမားလူဒန်းသားဟာဒေါ်လာရေးအတွက်အဓိကကျတဲ့လူဒန်းသားဖြစ်တယ်အပိုင်းခါဝင်နှစ်ပုံမသက်သာချောင်းရှိတဲ့အလုံသမားလူဒန်းသားနိုင်ငံကချမ်းသာပြီးစက်မှုကုန်ထုတ်လုပ်ငန်းနဲ့ပါတဲ့ပြည်ထောင်စုနိုင်ငံမျိုးမှာအလုံသမားပြည်သူများလူဒန်းသားနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာအငြင်းပွားမှုတွေရှိလာတယ်ပြည်ထောင်စုစက်မှုလုပ်ငန်းကုန်ထုတ်လုပ်ငန်းတွေကိုချော့ချပြီးဗန်နာရင်းချင်းစနစ်ပေါ်ပို့ပြီးအပြုမိကိုလာခဲ့တယ်ထုတ်ကုန်တွေကိုပြည်ပကနေအတော်များများမှာယူဆဆုံးလာတဲ့အတွက်ပြည်တွင်းမှာကုန်ထုတ်လုပ်ငန်းနဲ့လာတယ်ကုန်ထုတ်လုပ်သမားအရေးအတွက်လည်းနှဲပါလာတယ်ဒီလိုအခြေအနေမှာဒနာကျင်ဘောကပြည်သမားတွေကလုံသမားလူဒန်းသားဆိုတဲ့ဟောဟာရာမျိုးအပေါ်မှာအငြင်းပွားတိုက်ခိုက်မှုလုပ်လာတယ်ပြည်ထောင်မှာလုံသမားလူဒန်းသားမရှိတော့ပါဘူးလို့ပြောချင်လာကြတယ်ဒါကြောင့်အသေးစိတ်ခွဲခြမ်းစိတ်ပြမှုမျိုးလုပ်ခဲ့ကြရတယ်ပြည်ထောင်ကွန်မြူနစ်မက်လီနီပါတီရဲ့ဥက္ကဋ္ဌအယ်လာရူကမော်စီတုံးဒီလူဒန်းသားခွဲခြမ်းစိတ်ပြချက်စာတမ်းရေးသားရမှာပစ္စည်းမဲ့ဆိုတာဘာလဲအလုံသမားလူဒန်းသားဆိုတာဘာလဲဆိုတဲ့အချက်ကိုအသေးစိတ်ခွဲခြမ်းစိတ်ပြခဲ့တယ်အယ်လာရူရဲ့ခွဲခြမ်းစိတ်ပြချက်မှာမက်ကိုအဓိကကိုးကားရှင်းလင်းခဲ့တယ်ဒီစာတမ်းကိုသိမ့်မရှိလွန်းစေခြင်းလို့အသေးစိတ်တွေကိုခြံလက်ကြော်လွှားခဲ့ပါမယ်။ညှင်းပမှုရှိရင်နောက်မှအသေးစိတ်ပြန်လဲရှင်းလင်းပါမယ်။အယ်လာရူကလူတစ်ယောက်ဟာသူ့အလုပ်ရှင်ရဲ့အပိုလိုအားရယူသွေးဆုံမှုမရှိပေမဲ့လဲလုံသမားဖြစ်နိုင်တယ်လို့ထောက်ပြပါတယ်။ဥပမာအဖြစ်အိမ်မော်လုံသမားဟာနောက်ငွေပစ္စည်းထုတ်လုပ်မှုမရှိတဲ့အတွက်သူ့ရဲ့အပိုတန်မိုးကိုအလုပ်ရှင်ကသွေးဆုံကောင်းပုံပြတ်မှုမရှိဘူး။ဒါပေမဲ့အိမ်မော်ဟာလောအားကိုရောင်းချပြီးဝမ်းသာချဖို့တဲ့အလုပ်သမားစစ်စစ်ဖြစ်တယ်။ဒါစကားဒရိုက်ဘာစကားစပယ်ယာတို့ကိုတော့သူတို့ဟာတန်မိုးသစ်ဖန်တီးမှုရှိပြီးကုန်ထုတ်လုပ်သူတွေဖြစ်တယ်လို့မက်ကယူဆခဲ့တယ်။သူတို့အပေါ်အပိုတန်မိုးကောင်းပုံဖြတ်မှုကိုတွက်ချက်ရင်ချုပ်ထွေးမှုရှိမှဖြစ်ပေမဲ့သူတို့ဟာအလုပ်သမားစစ်စစ်ဖြစ်တယ်။အယောင်စီကြောင်ညာကောက်တဲ့အလုပ်သမားစားတဲ့သူတွေရဲ့ဖြစ်စဉ်ဟာအလားတူဖြစ်တယ်။သူတို့ဟာလောအားကိုသာအရင်းနှီးပြုတဲ့အလုပ်သမားတွေဖြစ်တယ်။စက်မှုကုန်ထုတ်လုပ်ငန်းမှာမပါဝင်ပေမဲ့အလုပ်သမားဖြစ်နိုင်သေးတယ်လို့အယ်လာရူကထောက်ပြတယ်။အိမ်ပေါ်အယောင်စီတပွဲတို့ဗတ်စကားဒရိုက်ဘာတို့ကစက်မှုကုန်ထုတ်လုပ်ငန်းမှာမပါဝင်ပေမဲ့အလုပ်သမားတွေဖြစ်ကြတယ်။ကာယလောအားကိုရောင်းစားသူမဟုတ်ပေမဲ့လည်းအလုပ်သမားဖြစ်နိုင်တယ်လို့အယ်လာရူကစောကတက်ပါတယ်။ဆရာဝန်ချစ်နေကွန်ပျူတာပညာရှင်စာနယ်ဇင်းသမားတို့ကအလုပ်သမားဖြစ်နိုင်တယ်လို့ထောက်ပြပြောဆိုတယ်။ကုမ္ပဏီကဆေးရုံကငားရန်ပြီးလစာကိုသာစားရတဲ့ဆရာဝန်ဟာလောအားကိုနာယီနဲ့တွဲချက်ရောင်းစားရသူဖြစ်တဲ့အတွက်အလုပ်သမားဖြစ်တယ်။ကိုယ်ပိုင်ဆေးကဖွင့်စားတဲ့ဆရာဝန်ဟာကျန်းမာရေးဝန်ဆောင်မှုနဲ့ဆေးဝါးကိုအခကြေးငွေယူပြီးရောင်းချတဲ့သဘောသက်ဝင်လို့လက်လီဆိုင်ပိုင်ရှင်ငယ်များလို့ဒနာကြီးပေါင်းစားလူဒန်းသားဖြစ်တယ်လို့အယ်လာရူကအဓိပ္ပာယ်ပွင့်တယ်။အလားတူပဲ BBC လိုကာရီယန်လိုသတင်းကုမ္ပဏီကြီးတွေမှာမိမိလောအားကိုနာယီနဲ့တွဲချက်ရောင်းစားရသူသတင်းသမားတွေကလည်းအလုပ်သမားတွေဖြစ်ကြတယ်။သတင်းဌာနတွေမှာလကသားဝန်ထမ်းအလုပ်လုပ်တဲ့ဗမာနိုင်ငံကသတင်းသမားများစုဟာလည်းအလုပ်သမားတွေဖြစ်ကြတယ်။ဆေးကုမ္ပဏီတွေမှာလကသားလုပ်ကြတဲ့ဆရာဝန်တွေဟာလစာကောင်းပေမဲ့အလုပ်သမားသာဖြစ်ကြတယ်။ကာယလောအားကိုမဟုတ်ပဲညာနာလောအားကိုရောင်းစားရသူဖြစ်ပေမဲ့လည်းအလုပ်သမားဖြစ်ကြတယ်။ဆရာဝန်ကွန်ပျူတာပညာရှင်သတင်းသမားတို့ဟာတစ်ဖက်မှာလကသားအလုပ်သမားတွေဖြစ်တယ်လို့အခြားတစ်ဖက်မှာပညာတတ်ဒနာကျင်ပေါက်စားသဘာဝအစဉ်တိုင်းလည်းရှိနေတယ်။ကျွမ်းကျင်လုပ်သားညာနာလုပ်သားကော်လာဖြူလုပ်သားတွေဟာ
တနင်္ဂနွေပေါင်းသားလူဒန်းသားလက္ခဏာတွေရောထွေးပြီးလူဒန်းသားပြီးသားဖော်ပြချက်ရှိတဲ့သည့်တိုင်သူတို့ကအလုံးသမားလူဒန်းသားဖြစ်ပြီးဒေါ်လာရေးအတွက်အထောက်အကူပြုမဲ့သူတွေဖြစ်တယ်လောအားကိုရောင်းချခြင်းမှာပါအခြားကုန်ထုတ်ကိရိယာနဲ့အရင်ကြီးမရှိတဲ့သူအားလုံးဟာအလုံးသမားဖြစ်တယ်ခါခွေး3အစိုးရဝန်ထမ်းဗမာနိုင်ငံမှာအစိုးရဝန်ထမ်းအားလုံးဟာအလုံးသမားတွေဖြစ်ကြတယ်မိဘကိုအချိန်နာရီနဲ့လက်လီစိတ်ရောင်းစားနေကြရသူတွေဖြစ်ကြတယ်2000ညပုံမြင်ထဲမှာအပြစ်လုပ်မိတဲ့အတွက်နေ့မှာခံစားပြီးညမှာခံစားကြရသူတွေအကြောင်းကိုဖတ်ဖူးကြပြီလိမ့်မယ်အစိုးရဝန်ထမ်းတွေကလည်းအခြားအလုပ်သမားတွေနီးတူတစ်ပတ်မှာ9ရက်ဟာဖိနှိပ်မှုအထက်ပါအောက်ဖီဘီရိုကရေစီရန်ရာလဲပတ်နှင်းချေမှုတွေကိုခံစားရပြီးနေ့ရက်တာကိုပိုင်ဘဝမှာလွတ်လပ်စွာဒုက္ခခံစားခွင့်ရကြသူတွေဖြစ်တယ်အင်မတန်အရေးအတွက်များပြားတဲ့ဝန်ထမ်းလူကြီးဟာအလုပ်သမားစစ်ဖြစ်တဲ့ဘီရိုကရေစီရန်ရာရဲ့တင်းကျပ်တဲ့ဖိနှိပ်မှုနဲ့ပညာတတ်တဲ့ခြေပေါင်းစာသဘာဝကြောင့်ဗမာပြည်ကဝန်ထမ်းတွေကဆက်မှုလုပ်သမားတွေလောက်နှိုးကြတက်ကြွမှုမရှိဘူးဖိနှိပ်မှုတွေတိတ်ဆိုးဝါးပြင်းထန်နေပေမဲ့ဝန်ထမ်းသမဂ္ဂအလုပ်သမားသမဂ္ဂတွေတော့မထူထောင်နိုင်သေးတဲ့အခြေအနေဖြစ်တယ်မိမိကိုယ်ကိုကာကွယ်ဖို့တောင်မှအသင့်မဖြစ်သေးတာဟာလူဒန်းသားသေးတဲ့နှိုးကြောင်မှုနှင်းကြနေသေးတာကိုဖော်ပြတယ်ဥဆောင်စည်းရုံးမဲ့နိုင်ငံရေးအဖွဲ့အစည်းကင်းမဲ့နေသလိုအစိုးရအဆက်ဆက်ရဲ့ဖိနှိပ်မှုကိုအစဉ်ဆက်ခံစားနေရတဲ့အတွက်မနှိုးထနိုင်သေးတာဖြစ်တယ်ဆရာများသမဂ္ဂမှတပါအခြားဝန်ထမ်းသမဂ္ဂတစ်ခုမှမပေါ်ပေါက်သေးတာဟာအလွန်များပြားတဲ့ဝန်ထမ်းလုံသမားလူကြီးတွေဝမ်းနည်းစရာအဖြစ်ပြက်ပဲဒါပေမဲ့1988အရေးကင်းကြီးမှာဝန်ထမ်းသပိတ်တွေတခုပြီးတခုထွက်ပေါ်လာတဲ့အခါအစိုးရရုံးတွေအလုတ်ရဆိုင်သွားပြီးအစိုးရရန်ရာကြီးမလဲပတ်နိုင်တော့ပဲအကျော်တည်သွားခဲ့ဘူးတာကိုကျွန်တော်တို့မမေ့ရဘူးဝန်ထမ်းနဲ့လာကစားပညာတဲ့အလုပ်သမားတွေကလည်းဒီမိုကရေစီတော်လှန်ရေးတွေအရေးကြီးတဲ့လူဒန်းသားဖြစ်တယ်ဗမာပြည်မှာအလုပ်သမားလူဒန်းသားဟာအရေးအတွက်ရအောင်အရေးချင်းရပါတစုံတရာဖွံ့ဖြိုးကြီးထွားလာခဲ့ပြီးအလုပ်သမားလူဒန်းသားဟာဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးကိုဥဆောင်မဲ့အဓိကလူဒန်းသားဖြစ်တယ်ခါခွေး4ပြည်စည်းမဲ့တစ်ပိုင်းလူဒန်းသားဗမာလယ်သမားများစုကပြည်စည်းမဲ့တစ်ပိုင်းစင်းရဲသားလယ်သမားတွေဖြစ်ကြတယ်စင်းရဲလယ်သမားတွေဖြစ်ကြတယ်အလက်တန်းသားဒနာရှင်နဲ့ဒနာရှင်ပေါက်သားအစဉ်တန်းမှာအကျုံးဝင်မဲ့ချမ်းသာလယ်သမားကြီးတွေကိုအောက်မြန်မာပြည်မှာသာတွေ့နိုင်တော့တယ်ဒါပေမဲ့ချမ်းသာလယ်သမားကြီးတွေရဲ့အရေးအတွက်ဟာရိုးရိုးကြားစင်းလာနေတယ်ချမ်းသာလယ်သမားတွေဟာသူတို့လေယာတွေကိုရောင်းချဆွတ်လို့ပြီးဒနာရှင်ပေါက်သားနဲ့အလက်တန်းသားအမျိုးသားဒနာရှင်ဖြစ်ကူးပြောင်းမှုတွေကပြီးခဲ့တဲ့နှစ်ပေါင်း30အတွင်းမှာအရေးအတွက်တော်တော်များများရှိလာတယ်စင်းရဲလယ်သမားတွေရဲ့အရေးအတွက်ကပိုပြီးတောင်ရိုးရိုးကြားစင်းလာတယ်စင်းရဲလယ်သမားတွေကအလုပ်သမားဘဝကိုအများအပြားအောင်နေခြင်းနဲ့ကူးပြောင်းမှုကြီးဟာပြီးခဲ့တဲ့နှစ်20လောက်အတွင်းမှာသိသသာဖြစ်ပေါ်ခဲ့တယ်တောင်သူလယ်သမားနောက်မျိုးဆက်ဖြစ်လာရမယ်ကြည်လက်နေလူငယ်အများပြားဟာပြီးပထွက်အလုပ်လုပ်ကင်ခဲ့ကြတယ်တချို့ကပြည်တွင်းရွှေ့ပြောင်းလုပ်သမားတွေဖြစ်ကုန်ကြတယ်လယ်ယာလုံးမဲ့ကြည်လက်လုပ်သမားပြက်လက်မှုကြီးကိုကြုံတွေ့နေရတယ်ဒါဟာတောင်သူလယ်သမားလူဒန်းသားဟာတဖြည်းဖြည်းပြိုကျရွတ်လာပြီးလုပ်သမားလူဒန်းသားဟာတဖြည်းဖြည်းကြီးထွားတိုးတက်လာတာကိုဖော်ပြတယ်တဖြည်းဖြည်းကြီးထွားတိုးတက်လာတဲ့လူဒန်းသားဟာအနာဂတ်ကိုပိုင်ဆိုးတဲ့လူဒန်းသားဖြစ်တယ်တဖြည်းဖြည်းရောလာတဲ့လူဒန်းသားဟာအတိတ်ကလူဒန်းသားဖြစ်ပြီးအချိန်ကြာလာရင်ပျောက်ကွယ်သွားမှာဖြစ်တယ်တချို့လယ်သမားလူဒန်းသားဆိုတဲ့မြေယာလက္ခဏာကနေရင်းရှင်ကုန်ထုတ်လယ်ယာလုပ်ငန်းအောက်ကလယ်ယာလုပ်သမားလူဒန်းသားအဖြစ်အသွင်ပြောင်းသွားမှာဖြစ်တယ်ဒါပေမဲ့အရေးအတွက်အများများရှိနေသေးဆင်းရဲတဲ့အလုပ်သမားလူဒန်းသားဟာအလုပ်သမားလူဒန်းသားနဲ့စီးပွားရေးဘဝရောလူဒန်းသားလက္ခဏာရပါအလွန်နှီးစပ်တယ်လုံသမားလူဒန်းသားရဲ့အဓိကမဟာမိတ်ဖြစ်တယ်87ရေးတော်ဝန်ကြီးမှာမဆလာအစိုးရကိုထုတ်ချခဲ့တာလုံသမားလူဒန်းသားနဲ့လက်သမားလူဒန်းသားရဲ့စုပေါင်းစုအားကအဓိကအင်အားစုကြီးဖြစ်ခဲ့တယ်ပြည်သူ့မဲ့တစ်ပိုင်းလူဒန်းသားမှာဆင်းရဲတဲ့လက်သမားတွေအပြင်ခေါင်းရွက်ဖြတ်တို့ကြားပန်းသေးတယ်တွေလမ်းဘေးသေးတယ်တွေလက်မှုလုပ်ငန်းသေးလေးတွေတောင်သူအလုပ်နဲ့တွဲဖက်လုပ်လေ့ရှိတဲ့အသေးသားမွေးမြူလုပ်ငန်းလေးတွေပါဝင်ကြတယ်အပိုင်းကငယ်
ဒီမိုကရေစီတော်လှန်ရေးရဲ့မိတ်ဆွေလူဒန်းသားကားငယ်1ဒနာချင်းပေါက်သားလူဒန်းသားဒနာချင်းပေါက်သားလူဒန်းသားထဲမှာဈေးမှာဖွင့်တဲ့ဈေးတိုင်ကြီးတွေအိမ်တိုင်ကြီးတွေစတိုးတိုင်တွေလက်ဖက်ရည်တိုင်လေးတွေကားဝက်ချော့ဆိုင်ကယ်ဝက်ချော့လေးတွေကိုပိုင်သေးကဖွင့်တဲ့ဆရာဝန်လေးတွေပရီဘောကလောက်ကန်ရောင်းချသူတွေသပင်းညဆိုင်အလှပြင်တိုင်တွေအင်ဂျင်နီယာတွေစင်းကိုင်လုပ်ငန်းလုပ်ကန်သူတွေအသေးသားကျူချင်းငယ်စသဖြင့်ပါဝင်ကြတယ်နာကျင်ပေါက်စာလူဒန်းသားစားဝိနေရေးအသင့်တွေချောင်းလဲကြတယ်ဒါပေမဲ့စားနိုင်တော့နိုင်တဲ့အစင်တန်းပျက်စီးမသွားဖို့အတွက်အမြဲလိုသတိထားရုန်းကန်နေကြရတယ်ဆရာနာကျင်စနစ်ကလူဒန်းသားပေါင်းစုံအပေါ်တတိုင်းတစ်ပြည်လုံးအတိုင်းအတာနဲ့ညှဉ်းပန်းဖိနှိပ်မှုကြီးကိုအလို့သမားလယ်သမားလူဒန်းသားနဲ့တိတ်မကွာချလာပဲခံစားကြရသူတွေဖြစ်တယ်ဒါပေမဲ့တာမန်အချိန်မှာနိုင်ငံရေးနှိုးကြွမှုတိတ်မရှိလာပဲလက်ချောင်လိုသူအေးနေလို့ကြသူတွေကအများစုဖြစ်တယ်လိုင်းတစ်ခုခုရိုက်ခတ်လာတဲ့အချိန်မှာတော့တက်တက်ကြွကြွပူးပေါင်းပါဝင်လာတတ်တယ်80ကျင်းအရေးတော်ပုံကာလ2009အရေးတော်ပုံကာလတို့မှာဒနာချီပေါက်သားလူဒန်းသားဟာအလုံသမားလက်သမားလူဒန်းသားတွေနဲ့ပူးပေါင်းပါဝင်ဖို့နောက်မကြကြဘူး2009အရေးတော်ပုံမှာဆိုရင်မြို့နယ်ဒနာချီပေါက်သားလူဒန်းသားရဲ့လှုပ်ရှားမှုဟာအလုံသမားလက်သမားလူဒန်းသားလှုပ်ရှားမှုထက်တောင်ရှေ့ရောက်ခဲ့တယ်ဒါကြောင့်ဒနာချီပေါက်သားလူဒန်းသားဟာအစဉ်သဖြင့်နှိုးကြတက်ကြွနေတာမျိုးမဟုတ်ပေမဲ့ဒေါ်လန်ကြီးရဲ့မိဘလူဒန်းသားဖြစ်တယ်ကားငယ်နှစ်မြို့သားဒနာချီလူဒန်းသားကုံတယ်ပွဲသားဆန်သက်ပိုင်ခြင်းစီးသက်ပိုင်ခြင်းကုန်ကားခီးတဲ့တင်ကားပိုင်ခြင်းစားသောက်ဆိုင်ပိုင်ခြင်းရုပ်ရှင်ကုမ္ပဏီရုပ်ရှင်လုပ်ငန်းကြော်ညာကုမ္ပဏီပုံနှိပ်လုပ်ငန်းစာအုပ်ထုတ်ဝေးလုပ်ငန်းသတို့တိုင်ကြီးတွေပုဂ္ဂလိကဈေးရုံတွေပုဂ္ဂလိကစာသင်ကျောင်းတွေမွေးမြူရေးခြံကြီးတွေအစရှိတဲ့ကုန်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုမျိုးမျိုးပေးကြတဲ့လုပ်ငန်းတွေဖြစ်တယ်ဒီလူဒန်းသားဟာတစ်ဖက်မှာသက်ရနာခြင်းတွေဆိုရဘီရိုကရေကြီးတွေနဲ့မကိန်းနိုင်ကြပဲအစဉ်အမြဲပတ်သက်နေကြရတဲ့သူတွေဖြစ်တယ်ဒါကြောင့်တချို့ကစစ်ဘီရိုကရေအရင်ချင်းလူဒန်းသားနဲ့ပူးပေါင်းတက်လန်းချကြတာမျိုးရှိတယ်အများစုကတော့စစ်ဘီရိုရဲ့အရင်ရှင်စနစ်ကြောင့်မြို့သားဒနာချင်းလူဒန်းသားတရားလုံးတလန်းပိတ်နေတာကိုစိတ်ပြည့်ညှင်းငွေနေကြသူတွေဖြစ်တယ်သူတို့ဟာဆရာနာချင်းစနစ်အားကောင်းချိန်မှာအတန်တိတ်နေတာပြီးတော်လိုင်းရေးအားကောင်းချိန်မှာတော့တော်လိုင်းရေးဘက်ကိုထောက်ခံအားပေးကြသူတွေဖြစ်တယ်မြို့သားဒနာချင်းလူဒန်းသားဟာတချို့ချိန်တွေမှာကြားနေလူဒန်းသားဖြစ်တယ်လက်ရှိနိုင်ငံရေးအဆင့်အတွက်အချိန်အများစုမှာမိဘလက္ခဏာကိုသာဆောင်တယ်အပိုင်းကာကြီးပြည်သူရန်သူမိတ်ဆွေဒါကြောင့်အဓိကခြုံငုံသုံးသပ်ရရင်စစ်ဘီရိုရဲ့ရင်းချင်းလူဒန်းသားဟာအဓိကရန်သူဖြစ်တယ်ပုံရန်သူဖြစ်တယ်အလုံသမားလက်သမားလူဒန်းသားဟာဒေါ်လာကြီးအခြေခံလူဒန်းသားဖြစ်တယ်ဒနာချင်းပေါက်သားလူဒန်းသားဟာမိတ်ဆွေဖြစ်တယ်မြို့သားဒနာချင်းလူဒန်းသားဟာအချို့အချိန်မှာကြားနေလူဒန်းသားအချို့အချိန်မှာမိတ်ဆွေဖြစ်တယ်ထပ်ပြီးချုပ်ရရင်လက်ရှိနိုင်ငံရေးအခြေအနေမှာစစ်ဘီရိုရဲ့ရင်းချင်းလူဒန်းသားတွေကသာပုံရန်သူဖြစ်ပြီးကျန်တဲ့လူဒန်းသားတွေဟာအနည်းဆုံးယာယီမိတ်ဆွေဖြစ်နိုင်တဲ့လူဒန်းသားတွေပဲအပိုင်းငါပါတီနိုင်ငံရေးငါတစ်ဒီကျုပ်ပါတီရဲ့ကားငယ်ကွေအပြောင်းလဲအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီက1988ခုနှစ်ကနေ2012ခုနှစ်ဒီကာလတစ်ချောင်းလုံးမှာလူသမားလူဒန်းသားလက်သမားလူဒန်းသားဒနာချင်းပေါက်သားလူဒန်းသားအမျိုးသားဒနာချင်းလူဒန်းသားနဲ့မာမိတ်ဖြစ်ခဲ့တယ်စစ်ဘီရိုရဲ့အရင်ချင်းလူဒန်းသားကိုဆန့်ကျင်တဲ့တပ်ဦးဖြစ်ခဲ့တယ်ဒါပေမဲ့ရုပ်ကဝဲလန်းတွေကိုလက်ခံပြီးနောက်ပိုင်းမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့လူဒန်းသားရည်တည်ချက်ဟာအကြီးကျယ်ပြောင်းလဲခဲ့တယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီရဲ့လူဒန်းသားရည်တည်ချက်ဟာဒနာချင်းလူဒန်းသားရည်တည်ချက်ဖြစ်တယ်အသာပိုင်းမှာအမျိုးသားဒနာချင်းလူဒန်းသားကိုပြပြသားသားကိုသားပြုရည်တည်တယ်စစ်ဘီရိုရဲ့အရင်ချင်းလူဒန်းသားကိုသတိထားချင်းခဲ့တယ်အဲ့ဒီနောက်ခရိုနီထဲမှာလည်းခရိုနီကောင်ခရိုနီဆိုကြည့်ပါတယ်လို့ဒီကျုပ်ကောင်းဆောင်ကိုယ်တိုင်ကဆိုလာတယ်ဒါခရိုနီနဲ့ပေါင်းမှုတရားထူထောင်လာတာဖြစ်တယ်မိုက်ကယ်မိုးမြင့်အုံမာမိုးမြင့်တို့လိုခရိုနီတွေကိုလက်သက်မွေးမြူလာတယ်ခရိုနီတွေလူတန်းပေးကမ်းတာကိုလက်ခံရယူလာတယ်အဲ့ဒီနောက်တော့ခရိုနီကဒီကျုပ်ကောင်းဆောင်ကိုကြိုးကင်နေသလားဒီကျုပ်ကောင်းဆောင်ကခရိုနီကိုကြိုးကင်နေသလားဆိုတာခွဲခြားမရလောက်အောင်ဖြစ်လာတယ်ဘူရွှေမန်းလိုစစ်ဗီဒီယိုရဲ့အရင်ချင်းဒိတ်ကြီးကိုယုံကြည်အားကိုးထိုက်ဆုံးအကြံပေးကြီးအရာပေးရသူပေါင်းပြုခဲ့တယ်ဒီချိန်မှာလဲဘိုးကျွမ်းမန်းနဲ့ဒေါ်ဆန်းစုကြည်ကဘသူကိုကြိုးကန်ချင်လဲနေမှမသိအောင်နှုတ်တသိဖြစ်ခဲ့ကြတယ်ဘိုးကျွမ်းမန်းနဲ့ဒေါ်ဆန်းစုကြည်ကြားဆက်သွယ်ပေါင်းကူပေးရတဲ့စစ်ပြူရဲတဲ့တရမန်ဦးဝင်းထိန်ဟာပါတီမှာတကူအကြီးဆုံးလူဖြစ်လာတယ်ပြည်သူ့စစ်ဆိုတဲ့စစ်ပြင်ငယ်သူဖြစ်ခဲ့တယ်လို့မူရည်စေဝါလုပ်ငန်းနဲ့နာမည်ပြရှိသူမေပလာဝဘန်မှာခြေရပါဝင်ပြီးငွေပြီးလုပ်ခဲ့သူလို့နာမည်ဆိုးနဲ့ကြော်ကြတဲ့ဦးတင်ခွန်မြတ်တီခွန်မြတ်ကိုဘိုးရှင်မန်းစကားတစ်ခုနဲ့သူကောင်းပြုခဲ့တယ်ဦးတင်ခွန်မြတ်ဟာဘိုးရှင်မန်းရဲ့လက်ရင်းတစ်ပြည့်ဖြစ်တယ်မြမသမိုင်းမှာအကြီးမားဆုံးလူခွင့်ရေးအချိုးပေါက်မှုကြီးတစ်ခုဖြစ်တဲ့ရိုဟင်ဂျာတွေကိုစနစ်တကျတပ်ဖြတ်မိချို့မရင်းချင်းမှုကြီးမှာဒီကျုပ်ဟာဆက်အနာချင်းတွေနဲ့တသားတည်းရပ်တည်ခဲ့တယ်ရခိုင်ကတော့အေအေကိုအမြင့်ပြုတ်တိုက်ခိုက်ဖို့တက်ကြအားပေးခဲ့တယ်အေအေကိုတိုက်ခိုက်ဖို့ဒေါ်နန်းစုကြည်ကတော့စတင်ပြီးအကြိမ်ကြိမ်တိုင်တွန်းခဲ့တယ်ဆိုတဲ့သတင်းစကားတချို့ထွက်ပေါ်ခဲ့တယ်
ရဟန်းရင်အသုံးပြုတိုက်ခိုက်ဖို့ဒေါ်နန်းစုကြည်ကိုယ်တိုင်ကတိုက်တွန်းတယ်ဆိုတဲ့စကားကိုစစ်အာဏာရှင်တွေဘက်ကထုတ်ပြောတယ်ဒေါ်နန်းစုကြည်ဘက်ကမညှိနိုင်ခဲ့ဘူးရခိုင်ပြည်မှာအင်တာနက်ဖြတ်တောက်ခဲ့တယ်စစ်တပ်ကဖြတ်သလားအစိုးရကဖြတ်သလားဆိုတာကိုယ်ပဲမသိရဘူးစစ်တပ်ကဖြတ်တယ်ဆိုရင်တော့အစိုးရကရင်ကုန်နှုတ်ပိတ်နေခဲ့တယ်ရခိုင်ပြည်မှာအစိုးရစစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်တပ်ဖြတ်မှုတွေကိုဒေါ်နန်းစုကြည်နဲ့ဒီကျုပ်ပါတီကထောက်ခံအားပေးခဲ့တယ်ဒါတွေကိုကြည့်ရင်ဒီကျုပ်ပါတီကစစ်ပြူရဲ့ရင်းလူဒန်းသားနဲ့တသားတည်းမဟုတ်သေးသည့်တိုင်နိနိကကပူးပေါင်းသွားနိုင်ပြီလို့ပူးပေါင်းသွားပြီလို့ဆိုနိုင်တယ်ရဟန်းချင်းလူဒန်းသားနဲ့စစ်ပြူကလည်းရဟန်းချင်းလူဒန်းသားဟာလူဒန်းသားအမြင်ချင်းနီးစပ်လို့လူချင်းနီးကပူးပေါင်းနိုင်တာဖြစ်တယ်ပြည့်ပြည့်နဲ့အမျိုးသားရဟန်းချင်းလူဒန်းသားကိုပါပြစ်ပယ်ပြီးစစ်ပြူရဲ့ရဟန်းချင်းလူဒန်းသားနဲ့ပူးပေါင်းသွားနိုင်တယ်လို့တော့မှန်းသာတွက်ချက်စရာအလားအများကြီးရှိလာတယ်ရခိုင်တိုင်းရင်းသားတော်လိုင်းရေးဖွဲ့တွေကိုတိုက်ခိုက်နေမှုအမင်ပေးတာစစ်တပ်ရဲ့လူသက်မရင်းချင်းမိချိုလို့ရတွေကိုဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ထောက်ခံအားပေးတာအမျိုးသားတိုင်းလူဒန်းသားရဲ့အကျိုးစီးပွားကိုတောင်ဆန့်ကျင်ပြီးစစ်ပြူရဲ့အရင်ချင်းလူဒန်းသားပဲရပ်တည်ခဲ့တာတွေဖြစ်တယ်။နောက်ခြေကဥပဒေကစစ်တပ်ကရသက်ပံကြုံပြုဖို့ရေးဆွဲထားတဲ့ဥပဒေပဲဒီဥပဒေကိုဒီကျုပ်ပါတီကမကြိုက်ပါဘူးလို့ပြောခဲ့ပေမဲ့အခုခါမှာဖျက်သိမ်းလို့တဲ့ဆန္ဒမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့နောက်ခြေကဥပဒေကြောင့်သာဒီကျုပ်ပါတီဟာအစိုးရဖွဲ့ခွင့်ရတာဖြစ်လို့ပဲနောက်ခြေကဥပဒေကြောင့်သာလွတ်တော်ဖွဲ့ခွင့်အမတ်လုပ်ခွင့်ရတာဖြစ်လို့ပဲခြေကဥပဒေကိုမဖြတ်ပါဘူးပြင်ပါမယ်လို့တော့ဆိုတယ်ဒါတော့မှ59စာလုံးအဲ့လိုပုံမှန်မျိုးကလွယ်ပြီးကျန်တာတွေတက်ကြပြင်ဆင်ခြင်းနဲ့ဆန္ဒမရှိတော့ဘူးအခြေခံဥပဒေကိုပြင်တာထက်မပြင်တာကသူတို့တွေပို့ပြီးအနေချောင်အစားချောင်လို့ပါပဲပြောလက်စစကားပေးထားတဲ့ဂရီရှိနေလို့သာပြင်အောင်ပြရတာဖြစ်တယ်ဒီကျုပ်ပါတီဟာအစကနေဦးမှာအမျိုးသားပြန်လည်သိမြတ်ရေးလမ်းစဉ်မှာကြောင့်ဆက်အနာချင်းကိုချင်းကပ်ပူးပေါင်းတာဖြစ်တယ်နည်းနည်းအချိန်ကြာလာတော့ဒီကျုပ်ပါတီကောင်းဆောင်ပိုင်းဟာစစ်ပြူလိုကလေးအရင်ချင်းလူဒန်းသားဖြစ်တဖြည်းဖြည်းအသွင်ပြောင်းလာတဲ့အတွက်တူရချင်းပေါင်းလာတာဖြစ်တယ်အခုဆိုရင်ဒီကျုပ်ပါတီဝင်တွေမြေခွက်ယူတာကိုကြားလာရပြီနောက်လာမဲ့9နှစ်သို့မဟုတ်10နှစ်ကာလအတွင်းမှာဒီကျုပ်ပါတီထိပ်သီးတွေကကုမ္ပဏီကြီးတွေထူထောင်လာတာကိုကြားလာခဲ့ရရင်တိတ်အောင်စရာမရှိဘူးသူတို့အာဏာပိုးရပြီးအခြေအနေသာပိုကောင်းလာရင်အဲ့ဒီလမ်းကြောင်းကိုစီကိုဥတီမှာပဲ9နှစ်ဒီကျုံနဲ့ဆက်အာဏာရှင်ရှာနာချက်ဒီကျုပ်ပါတီကိုစစ်ပြူလိုတဲ့အရင်ချင်းလူဒန်းသားနဲ့တသားတည်းထားပြီးဘုံရန်သူအဖြစ်တိုက်ခိုက်ရမယ့်အချိန်တစ်ခုကမကြခင်ရောက်ကောင်းရောက်လာနိုင်ပါတယ်ခုချိန်မှာဆက်အာဏာရှင်နဲ့တသားတည်းမဖြစ်သေးဘူးအသွင်ကူးပြောင်းတဲ့ကာလသာရှိသေးတယ်ခုချိန်မှာသူတို့ကဆက်အာဏာရှင်စစ်ပြူလိုတဲ့အရင်ချင်းဖြစ်ချင်ရင်တော့ဖြစ်ခွင့်မရသေးဘူးဆက်အာဏာရှင်တွေစစ်ပြူလိုတဲ့အရင်ချင်းတွေနဲ့တသားတည်းဖြစ်နိုင်လောက်တဲ့စွမ်းအားနဲ့အရင်မြင့်သူတို့မှမရှိဘူးသူတို့မှစစ်တပ်မရှိဘူးထောက်လိုင်းရေးမရှိဘူးဥပိုင်မရှိ MEC မရှိဘူးခရိုနီကုမ္ပဏီတွေနဲ့အုံချင်းဖွဲ့ထားတဲ့အင်ပါယာမရှိဘူးဒါပေမဲ့သူတို့လူဒန်းသားဇယက်လက္ခဏာတွေကြည့်ရင်တပြည့်ပြည့်နဲ့အဲ့ဒီလမ်းကြောင်းစီကိုဥတီသွားဖို့သာများတယ်သို့တော့သူတို့ဟာဆက်အာဏာရှင်ပြည်စစ်ပြူလိုတဲ့အရင်ချင်းပြည်ကိုရည်ရွယ်ချက်ရှိတိတိကျကျဥတီလုံးဆောင်နေတယ်လို့ကျွန်တော်တို့တွက်ချက်မယ်ဆိုရင်တော့ဒါမှန်ကန်တဲ့အကဲဖက်ချက်လို့ဆိုနိုင်မှာမဟုတ်ဘူးသူတို့မှာဆက်အာဏာရှင်ပြည်စစ်ပြူလိုတဲ့အရင်ချင်းပြည်ဆိုတဲ့နိုင်ငံရေးသဘောထားဖော်ပြချက်နိုင်ငံရေးလမ်းစဉ်မျိုးမတွေ့ရသေးဘူးအဲ့ဒါလိုပြည်ရဲ့အတွက်ပြည်သူမျိုးလည်းအခုထိမတွေ့ရသေးဘူးဆက်အာဏာရှင်စစ်ပြူလိုကနဲ့တသားတည်းမဟုတ်တာကိုလည်းကျွန်တော်တို့ချင်းချင်းလင်းလင်းသိမြင်ရမယ်အတိမပြူရမယ်တသားတည်းတထက်တည်းလို့ကျွန်တော်တို့ဆွဲညင်ရင်အချက်လက်ရမှန်ကန်နေကြမှာမဟုတ်ဘူးမမှန်တဲ့ချက်ကိုပြောပြီးကျွန်တော်တို့စီးရုံရင်လူများစုလူကြီးကရေရှည်လက်ခံမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့အင်အားမှန်ကန်တိကျမှုဖြစ်တယ်ကျွန်တော်တို့ကမှန်တာပြောပြီးစီးရုံရမယ်မဟုတ်တာပြောပြီးဝါဒဖြန့်ချီတာမျိုးမလုပ်ရဘူးဒီကျုံနဲ့ဆက်အာဏာရှင်တသားတည်းမဟုတ်ပေမဲ့အထူးသတိထားရမယ်အခြေအနေချက်ရှိတယ်ပထမချက်ကဘုံရန်သူဆက်အာဏာရှင်တွေပေါ်မှာဒီကျုပ်ကရန်သူလို့မသတ်မှတ်ဘူးမစ္စရိဖြစ်အပေါင်းတင်းနေတယ်ကျွန်တော်တို့ရဲ့ဘုံရသူနဲ့ဒီကျုပ်နဲ့တိတ်နှိစက်လွန်းနေတယ်ဒုတိယချက်ကဒီကျုပ်ဟာဖိနေသူလူဒန်းသားဖြစ်လာတယ်တော်သမားလယ်သမားတိုင်းသားတွေပေါ်မှာဆာနေသိလွတ်လပ်ခွင့်ပေါ်မှာဖိနေမှုတွေလုပ်လာတယ်ဒီမိုကရေစီဘက်တော်သားတွေမှာရန်သူတပွဲသဘောထားပြုမှုလာတယ်ဒီချက်နှစ်ချက်ကြောင့်တစ်ချိန်မှာဒီကျုံနဲ့ရင်ဆိုင်ပြီးရှင်းရှင်းနိုင်အောင်ကျွန်တော်တို့အသင့်ပြထားရလိမ့်မယ်အပိုင်းစာလုံးဒီမိုကရေစီဒေါ်လာရေးသမားများရဲ့အခက်အခဲစာလုံး1ဖိနေသူဒီကျုပ်ကိုအဖိနိုင်ငံပြည်သူတွေရဲ့ထောက်ခံမှုရှိနေသေးတဲ့အချက်ကျွန်တော်တို့ဘက်မှာလည်းဒီကျုံနဲ့ရင်ဆိုင်ရတာခက်ခဲချိပါတယ်လူသမားလည်းသမားနဲ့ရကြပေါင်းစာလူဒန်းသားအမျိုးသားရကြလူဒန်းသားစတဲ့ကျွန်တော်တို့ရဲ့အခြေခံလူဒန်းသားတွေမဟာမိတ်တွေရဲ့ထောက်ခံမှုရှိမှလားကျွန်တော်တို့ကဒီကျုပ်ကိုလက်တွေ့ကြကြတိုင်ဝဲဆင်လို့ရမယ်ကျွန်တော်တို့ရဲ့လက်ရှိအခက်အခဲကကျွန်တော်တို့ရဲ့အခြေခံလူဒန်းသားနဲ့မဟာမိတ်ပြည်သူတွေကဖောက်ပြန်မှုလက္ခဏာတွေပြနေပြီဖြစ်တဲ့ဒီကျုပ်ပါတွေကိုဆက်လက်ထောက်ခံနေသေးတဲ့အချက်ပဲဒါဟာဒီရုပ်ပါတီရဲ့နိုင်ငံရေးအပြောင်းလဲကြောင့်ဖြစ်ပေါ်လာတဲ့ချုပ်ထွေးမှုပဲလူသမားလက်သမားလူဒန်းသားကိုယ်တိုင်ကသူတို့ကိုရန်ပြရန်လိုနေပြီဖြစ်တဲ့ဒီရုပ်ပါတီကိုထောက်ခံတဲ့အချိန်မပြတ်သေးတာဟာကျွန်တော်တို့ရဲ့အကြီးမားဆုံးအခက်အခဲပဲ
ဒီနေ့ကာလမှာကျွန်တော်တို့နေရတဲ့နိုင်ငံရေးအကြက်တဲ့အားလုံးရဲ့အရင်းမြစ်လည်းဖြစ်ပါတယ်စားလုံးနဲ့နောက်မီးဆွဲမဖြစ်ရဒါကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲလူသမားလက်သမားတန်းချေပေါက်စားလူရန်သားတွေရဲ့သဘောကိုလိုက်သိမျှောပြီးထောက်ခံမှုယူဖို့ကြိုးစားရင်ကျွန်တော်တို့ဟာလူသမားလက်သမားတန်းချေပေါက်စားလူရန်သားပြည်သူလူကြီးကိုကြောက်တဲ့ကူတွန်းပေးမယ်နောက်မီးဆွဲကြီးတွေဖြစ်သွားမှာပဲဒီကျုပ်ပါတီကိုဖောက်ပြန်မှုတွေကိုကျွန်တော်တို့ကမဖြစ်မနေဖွင့်ချပေါ်လို့ရမှာပဲအဲ့ဒါလိုဖွင့်ချပေါ်လို့တဲ့အခါကျွန်တော်တို့ပြည်သူတွေဖြစ်တဲ့အလုံးသမားလက်သမားတန်းချေပေါက်စားတွေတဲ့ကတိုးတက်မှုနောက်ကျတဲ့အများစုကြီးဟာကျွန်တော်တို့ကိုပြန်ပြီးဆန့်ကျင်လာတာကိုတော့မကြခဏကျွန်တော်တို့ကြုံတွေ့လာနေရတယ်စားလုံးသုံးမိတ်ဆွေတွေကိုစောင့်ခေါ်ပါဒေါ်သူကိုထိရင်မကြည့်အောင်နာပြီးဆက်သွကြတဲ့နီဘောလူခေါ်သူတွေဟာဒီကျုပ်ပါတီနောက်မိတ်ဆွေတွေကြီးသက်သက်ဆိုရင်ပြဿနာမကြည့်ဘူးအဲ့ဒီအုပ်စုတွေမှာယူသားတဲ့တာမန်ပြည်သူတွေပါနေတယ်ဆိုတာကျွန်တော်တို့မြင်နေကြရတယ်ယူသားတဲ့တာမန်ပြည်သူတွေဆိုတာအခွင့်အရေးလိုချင်လို့ဒီကျုပ်ကိုထောက်ခံနေတာမဟုတ်တဲ့အပြင်စေနာချင်းကိုတူတူခါခါမုန်းနေတဲ့သူတွေကိုဆိုလိုပါတယ်အဲ့ဒါလိုလူမျိုးတွေကကျွန်တော်တို့မိတ်ဆွေတွေကျွန်တော်တို့ဆွေမျိုးနာနီတွေမှာရှိနေတယ်သူတို့အားလုံးကိုနီဘောလူသိန်းကျုပ်ခေါ်ပြီးကျွန်တော်တို့ကန်ထုတ်ပစ်လိုက်လို့မရဘူးမဖြစ်ဘူးအဲ့ဒါလိုကန်ထုတ်ပစ်လိုက်ရင်သူတို့ဘောမဆန္ဒရရောက်မှဖြစ်တယ်လို့ကိုယ့်ကိုအထီးကျန်အောင်လုပ်ရတဲ့ရောက်မယ်ဒီရုပ်ပါတီရဲ့အာနာရှင်အသွင်ကူးပြောင်းမဲ့အလားအလာတွေကိုကျွန်တော်တို့ဖော်ထုတ်တိုက်ခိုက်တဲ့အခါကျွန်တော်တို့ရဲ့မဟာမိတ်ပြည်သူတွေကပါကျွန်တော်တို့ကိုစိတ်နာကြည့်ပြီးဒီရုပ်ပါတီနဲ့ပိုအစိတ်ကမိသွားတာမျိုးမဖြစ်စေပဲအမှန်ကိုမြင်လာပြီးဒီရုပ်ကိုဆန့်ကျင်လာကြတာမျိုးဖြစ်ဖို့ကျွန်တော်တို့သတိထားရလိမ့်မယ်အဲ့ဒီလူတွေကလည်းလူတွေဟာအရေးတွေလည်းအလွန်များပြားနေသေးတယ်ဒီရုပ်ရဲ့ဖောက်ပြန်မှုတွေကိုဖွင့်ချတိုက်ခိုက်တဲ့အခါတိုင်းမှာအဲ့လိုလူတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကပိုပြီးစိတ်ကြည်ရလိမ့်မယ်ပိုပြီးသက်ခံရလိမ့်မယ်ကိုယ့်ဘာသာပိုပြီးအထီးကျန်အောင်မလုပ်မိဘူးမိတ်ဆွေတွေကနားလည်မှုရလာပြီးကိုယ်နဲ့ပူးပေါင်းလာဖို့ကျွန်တော်တို့ရေးချေအချိန်ယူစည်းရုံးရမယ်ကာလတစ်ခုရောက်နေတယ်လက်ရှိအတွေးခေါ်တိုက်ပွဲကကြီးတယ်ဘယ်လောက်ကြီးလဲဆိုရင်ကိုယ်အခိုင်မှာရဲဘော်ရဲဘက်တွေကတော့တယောက်စာနှစ်ယောက်စာရင်းရင်သွားတာမျိုးကိုကျွန်တော်တို့မြင်ကြရတယ်ဘာကြောင့်အဲ့ဒါကြောင့်ကျွန်တော်တို့ပိုသတိထားရပါမယ်ဒါပေမဲ့ကျွန်တော်တို့အမှန်တရားဘက်မှာရပ်တည်ပြီးသူတို့ကအမှားဘက်မှာရပ်တည်နေတာဖြစ်တဲ့အတွက်အချိန်ကြာလာတဲ့အမျှသူတို့ဘက်ကတဖြည်းဖြည်းပြိုကျလာပြီးကျွန်တော်တို့ဘက်ကအာကြီးစူးစီးမိလာမယ်လို့ယုံကြည်တယ်အပိုင်းစလိန်ပါလို့ကြမလဲကျွန်တော်တို့ကမူရရိုက်တိကျရပြင်ကားတဲ့ပူမာဖို့အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ချုပ်တွင်းမှုတွေပိုများလာလို့ပဲချုပ်တွင်းမှုတွေပိုများလာလို့ပဲဒါပေမဲ့ကျွန်တော်တို့ကစီးရုံးရေးဟန်ရပိုပြောဖို့ပိုနူးညံ့မှုလို့တယ်။ဘာကြောင့်လဲဆိုတော့အဆိုးစုတွေရဲ့လက်အောက်မှာအတွေ့ခေါ်ရကြောက်နေတဲ့နောက်ကျနေတဲ့ပြည်သူတွေကိုငဲ့ညာဆောင်းတိုင်းခေါ်ယူရမှာမှုပဲခေတိုင်းမှာပြည်သူလူကြီးကအုပ်ချုပ်သူပြည်နေသူတွေရဲ့ဝါရဖြန့်ချီမှုမိုင်းတိုင်းမှုအောင်မှာရောက်နေတတ်တာဖြစ်လေဖြစ်တာကြီးတဲ့သဘာဝပဲဒါကြောင့်ခိခိကိုလွှမ်းမိုးတဲ့အတွေ့ခေါ်ဟာအုပ်စိုးလူရန်သားရဲ့အတွေ့ခေါ်ပဲလို့ကာမကထောက်ပြခဲ့တယ်ဒါပေမဲ့အုပ်စိုးလူရန်သားရဲ့ပြည်နေမှုကိုတော်လန်တွန်းလှန်ရမယ်သူကလည်းဖိတိတ်ခိုင်ပြည်သူတွေကိုယ်တိုင်သာဖြစ်တယ်။သုံးမလူရန်သားကိုယ်တိုင်ကသာသူတို့ရဲ့လွတ်မြောက်မှုကိုထောက်ကျနိုင်လိမ့်မယ်လို့ပထမအင်တာနေရှင်နဲ့စီမင်းပထမပိုင်းမှာကာမကရေးသားခဲ့တယ်။လွတ်မြောက်မှုကိုကိုယ်တိုင်ထောက်ကျရမယ်လူရန်သားဟာအုပ်စိုးလူရန်သားရဲ့အတွေ့ခေါ်လွှမ်းမိုးမှုခံနေရတယ်ဆိုတော့ရှင်းအောင်မညီဖြစ်မနေဘူးလားလို့တချို့ကအတွေ့ကောင်းတွေ့လိမ့်မယ်။အဲ့ဒါကြောင့်လူသမားလူရန်သားကိုစီယုံချင်းပြမယ်တာဥပါတီဆိုတာလိုအပ်ချက်ကြီးတစ်ခုဖြစ်နေတာဘောလို့လီနင်ကထောက်ပြခဲ့တယ်ဒီတော့ကျွန်တော်တို့လုပ်ရမယ်လို့ဟာချင်းပါတယ်အလုံးသမားလူရန်သားကိုအဓိကထားစီးရုံရမယ်စက်မှုတော်လုံးသမားတွေကိုစီးရုံရမယ်ဝန်ထမ်းတွေကိုစီးရုံရမယ်မြို့ပြတွေလုံးသမားတွေကိုစီးရုံရမယ်လက်သမားလူရန်သားကိုစီးရုံရမယ်ဒနာကျင်အောင်သားလူရန်သားကိုစီးရုံရမယ်မြို့သားဒနာချင်းလူရန်သားကိုမိတ်ဆွေသို့မဟုတ်ကြားနေပြအောင်စီးရုံရမယ်စစ်ပြရိုရဲ့ရင်းချင်းလူရန်သားကိုပြက်ပြက်သားသားတိုက်ခိုက်ရမယ်သူတို့ကပုံရန်သူအဓိကရန်သူဖြစ်တယ်ဒီရုပ်ပါဠိနဲ့ပတ်သက်ရင်သူတို့ရဲ့ဖောက်ပြန်မှုမှန်သမျှကိုပုံပွင့်လင်းလင်းထောက်ပြဝေဖန်ရမယ်ဆရာနာချင်းတွေရဲ့အကြိုက်ဖြစ်မှဆိုလို့ဆိုပြီးမျိုးသိအောင်ကြီးနေရင်ကျွန်တော်တို့ဟာကိုယ့်ပြည်သူနဲ့ကိုယ်ပိုဝေးသွားလိမ့်မယ်အချိန်လုံးမှနောင်လာရကြလိမ့်မယ်သမိုင်းရဲ့တန်ခံကြရလိမ့်မယ်ဆရာနာချင်းတွေရဲ့အကြိုက်ဖြစ်အောင်လုပ်နေတာကဒီကျုပ်ကိုဝေဖန်သူတွေမဟုတ်ဘူးဝေဖန်တရားတွေကိုလုပ်သူဒီကျုပ်ကိုတိုင်မဲ့ဆိုတာကိုကျွန်တော်တို့ချင်းချင်းလင်းလင်းကြည့်ရလိမ့်မယ်ဒါပေမဲ့ဒီကျုပ်ပါဒီကိုထောက်ခံနေကြတဲ့လူတွေအားလုံးကကျွန်တော်တို့ရန်သူလို့သတ်မှတ်ရင်မှားလိမ့်မယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့သတိမပြတ်ထားရလိမ့်မယ်ဒီကျုပ်ပါဒီကိုထောက်ခံနေကြတဲ့ဖြစ်တဲ့အလုပ်သမားလက်သမားဒနာကျင်ပေါက်စားပြည်သူတွေထဲမှာအများပြားဖောက်ပြန်သူတွေမဟုတ်ကြဘူးနောက်ကျန်သူတွေသာဖြစ်ကြတယ်နိုင်ငံရေးမှာဖောက်ပြန်တာအပြစ်မှုဖြစ်တယ်ကျွန်တော်တို့တိုက်ရမယ်နောက်ကျန်တာအပြစ်မဟုတ်ဘူးကျွန်တော်တို့စောင့်ခေါ်ရမယ်နောက်ကျန်သူတွေကိုတိုက်ခိုက်ရင်ကျွန်တော်တို့ကသူတို့ဘောမဆန္ဒရောက်သလိုကိုယ့်ကိုလည်းအထီးကျန်ဖြစ်အောင်လုပ်ရရောက်လိမ့်မယ်အဲ့ဒီချက်ကိုဒီနေ့ခေတ်မှာကျွန်တော်တို့သတိကြီးထားဖို့လိုပါလိမ့်မယ်
ဒီနေ့ချိန်မှာကျွန်တော်တို့အားထားရဆုံးလက်နက်ဟာစီယုံကြီးပဲအလို့သမားလက်သမားဝန်ထမ်းရချေပေါက်သားဆိုတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကိုကျွန်တော်တို့များများစီယုံနိုင်ရင်ကျွန်တော်တို့နိုင်မယ်စီယုံကြီးဟာအဖြစ်ပဲစီယုံတဲ့ကမူရခိုင်မာရမယ်လောက်ဟန်ပြောရမယ်နောက်ကြံသူတွေကိုတက်ခံခြင်းအချိန်ကောင်းကိုစိတ်ကြည်ထောင်းတိုင်းခြင်းဟာနိုင်ငံရေးရင်းချက်မှုဖြစ်တယ်ဆုံးဝေးပါကတာရှင်ပြေဆိုလေတွေးစီကြ